တဖက်မှာကဘာကျော်ခေဘော့အလင်းယုံနဲ့ဇင်ခံပစ္စည်းတွေနဲ့ပြည့်နှက်နေတဲ့စူးမျိုးတော့နောက်တစ်ဖက်မှာတော့လူကုန်ကူးမှုအွန်လိုင်းငွေလိမ်ကိုင်းတွေနဲ့မူရစ်ဆေးဝါးတွေရှုပ်ထွေးနေတဲ့ကမောရီးယားကကြားဖြန့်ကဘာဒီကဘာနှစ်ခုကဘလို့မှမသက်ဆိုင်တယ်လို့ထင်ရပေမဲ့2024နဲ့2025ခုနှစ်တွေမှာတော့အန်တရောစရာကောင်းတော့အောင်တသားတည်းဆက်သွားခဲ့ပါတယ်ဒီဇလန်ထဲမှာလူချစ်လူခင်ပေါ်များခဲ့တဲ့ K-pop idol တယောက်ရဲ့ကိုရီးယားရဲ့အချမ်းသာဆုံးစီးရင်ဝင်တတိသမီးတယောက်ရဲ့ပါဝင်ပတ်သက်နေပါတယ်သူတို့ကတော့ဘာနင်းဆန်အမှုနဲ့နာမည်ကြီးခဲ့တဲ့စွန်ယီနဲ့နမ်ယန်ဒေရီရဲ့အမွေဆက်ခံသူဟနာတို့လည်းဖြစ်ပါတယ်သူတို့နှစ်ယောက်လုံးတောင်ကိုရီးယားကနေပျောက်ကွယ်သွားပြီးရာဇဝတ်မှုတွေထူပြောတဲ့ကမောရီးယားမှာတပြိုင်နက်တည်းဘာကြောင့်ရှိနေခဲ့ကြတာလဲဒါဟာတိုက်ဆိုင်မှုတက်လားဒါမှမဟုတ်ပိုနှက်ဆိုင်နဲ့ကိုနှက်တစ်ခုရှိနေတာလားပထမဆုံးစက်ကောင်ကတော့ဟာနာပါတချိန်ကသူမဟာကိုရီးယားကိုသူမတယောက်တည်းပိုင်ဆိုင်ထားသလိုနေထိုင်ခဲ့သူပါနမ်ယန်ဒီရီလို့ခေါ်ရဲ့နာမည်ကြီးကုမ္ပဏီပိုင်ရှင်မျိုးရိုရဲ့မိဇင်ခံပစ္စည်းတွေနဲ့နေ့စဉ်ဘဝကိုဖျက်ဆီးခဲ့တဲ့ social influencer တယောက်ပေါ့2019ခုနှစ်တုန်းကဆိုရင်နာမည်ကြီးမင်းသားပတ်ယူချန်နဲ့စိစက်ခဲ့ပြီးလူတိုင်းအားကြရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ပါတယ်ဒါပေမဲ့2018မှာစိစက်ပွဲပြတ်သွားတဲ့နောက်ပါတီပွဲတွေနဲ့မူရစ်စေဝါသတင်းတွေကသူမရဲ့ဂုဏ်သတင်းကိုစတင်ဝါမျိုးပါတော့တယ်2019မှာသူ့အိမ်ကနေ meth amphetamine တွေမိပါတယ်ထောင်ဒဏ်ဆိုင်ငတ်နဲ့လွတ်ခဲ့ပေမဲ့2023မှာထပ်မိပြန်ပါတယ်ဒီတစ်ခါတော့ထောင်ဒဏ်တစ်နှစ်နဲ့8လကြာခံရပါတယ်ဒါပေမဲ့ဇလန်ကဒီမှာမပြီးပါဘူး2024ဖေဖော်ဝါရီလမှာဟန်နာကကိုရီးယားကနေရုတ်တရက်ပျောက်ကွယ်သွားပါတယ်သူမဟာထိုင်းနိုင်ငံကတဆင့်ကမောရီးယားဖနွန်ပေမြို့ကိုရောက်ရှိသွားခဲ့ပါတယ်တာမန်ထွက်ပြေးတာမဟုတ်ပါဘူးသတင်းတွေအရသူမဟာအင်တာပိုကအလိုရှိနေတဲ့တရားခံပြေးထစ်နေပေမဲ့ဖနွန်ပေမှာလုံခြုံရေးအပြည့်ရှိတဲ့ဇိမ်းခန့်အရာတစ်ခုမှာချမ်းသာတဲ့ထိုင်းလူမျိုးတွေနဲ့အတူနေထိုင်နေတယ်လို့ဆိုပါတယ်ဒုတိယဇက်ကောင်ကတော့စွန်ယီပါ2019ဇန်နဝါရီမှာဘာနင်းဆန်ကလအရှုံတော်ပုံပောက်ကွဲသွားတာကိုအားလုံးမှတ်မိကြမှာပါမူရစ်စေဝါလိမ်မိုင်းဆိုင်ရာရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးကိုရီးယားဖြော်ပင်ရလောကကိုတုံ့လုစေခဲ့ပါတယ်စိတ်ဝင်စားစရာကဟန်နာကဘာနင်းဆန်ကလပ်ကိုမကြာခဏတော်ရောက်ခဲ့သူဖြစ်တယ်လို့စွန်ယီနဲ့လည်းယင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့မှုပါတယ်စွန်ယီဟာထောင်ဒဏ်3နှစ်ခွဲကြာခံပြီး2023ဖေဖော်ဝါရီမှာလွတ်မြောက်ခဲ့ပါတယ်ထောင်ကလွတ်ပြီးတိမကြခင်မှာပဲသူ့ရဲ့ခြေလမ်းတွေကကမောရီးယားဘက်ကိုဦးတည်လာပါတယ်2024ခုနှစ်ထဲမှာကမောရီးယားကပွဲတစ်ခုမှာစွန်ယီတချင်းတက်ဆိုနေတဲ့ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့လာပါတယ်အဲ့ဒီပွဲမှာသူပြောခဲ့တဲ့စကားကကိုရီးယားလူထုကိုဒေါသထွက်စေခဲ့ပါတယ်ကျွန်တော်ကမောရီးယားလာမယ်ဆိုတော့မိတ်ဆွေတွေကအန်ဒီရများတယ်လို့တားကြတယ်ဒါပေမဲ့ကမောရီးယားဆိုတာအာရှမှာအကောင်းဆုံးနိုင်ငံမှာဒီစကားဟာတာမန်ချီးမွမ်းစကားမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူတက်ရောက်ခဲ့တဲ့ပွဲဟာ Prince Group နဲ့ဆက်ဆက်နေလို့ပါဒီနေရာမှာတတိယဇက်ကောင်အနေနဲ့ Prince Group ဝင်လာပါပြီPrince Group ရဲ့ခေါင်းဆောင်ကချန်ကြီးဆိုတဲ့တရုတ်ကမောရီးယားတထေးကြီးမှာနိုင်ငံတကာအစည်းအဝေးခန်းစားရေးအရာ Prince Group ဟာတာမန်စီးပွားရေးလုပ်ငန်းစုမဟုတ်ပါဘူးလူကုန်ကူးမှုပြန်ပေးဆွဲမှုတရားမှုဝင်လောင်းကစားစိုက်ပါလိမ်လည်မှုကြားဖြန့်နဲ့မူရစ်ဆေးဝါးဖြန့်ဖြူးမှုတွေမှာပါဝင်ပတ်သက်နေတဲ့နိုင်ငံတကာရာဇဝတ်ကွင်းကြီးတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်စွန်ယီတက်ရောက်ခဲ့တဲ့ပွဲဟာဒီအဖွဲ့အစည်းကဦးစီးတဲ့ပွဲဖြစ်တယ်လို့ဟနာနေထိုင်တဲ့နေရာကလေဖနန်းပင်က Prince Group ရဲ့ဌာနချုပ်တွေနဲ့အလွန်နီးကပ်နေပါတယ်2024မှာစွန်ယီကကမ္ဘောဒီးယားကအန်ဒီယေမရှိဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့2020ကတည်းကကိုရီးယားလူမျိုးတွေကမ္ဘောဒီးယားမှာကြားဖြန့်ကွင်းရဲ့တားကောင်ဖြစ်နေရတဲ့သတင်းတွေထွက်ပေါ်နေခဲ့တာပါအဆိုးရွားဆုံးကတော့2024ခုနှစ်ကုန်ပိုင်းမှာဖြစ်ပွားခဲ့တဲ့အမှုပါကမ္ဘောဒီးယားရောက်သွားတဲ့ကိုရီးယားကျောင်းသားလေးတစ်ယောက်ရဲရဲဆက်ဆက်အသက်ခံလိုက်ရပါတယ်
ဒီအမှုဟာတောင်ကိုရီးယားတနိုင်ငံလုံးကိုတုံ့လုစေခဲ့သည်ကြားဖြန့်ဆိုရဲ့အိမ်မက်ဆိုးကိုမြင်ဝါထင်ထင်တွေ့လိုက်သားသလိုပါပဲလူတွေကမေးခွန်းထုတ်လာကြပါတယ်စွန်ရီရဲ့ဗီဒီယိုကိုကြည့်ပြီးကမ်ဘောဒီးယားကိုအလဲသွားအလုတ်သွားလုံးမိရဲ့လူငယ်တွေဘယ်နှယောက်ရှိမလဲဒီလူငယ်တွေဒုက္ခရောက်တဲ့အပေါ်ဘယ်သူတာဝန်ယူမလဲဒါအပြင်2023အောက်တိုဘာကနေ2024မေလအထိကိုရီးယားထောက်လှမ်းရေးတွေကခြေအောင်ထွက်ခဲ့တဲ့မူရစ်ဆေးဝါးကွင်းကြီးတစ်ခုရှိပါတယ်ကိုရီးယားတရုတ်လူမျိုးတွေဦးဆောင်တဲ့ဒီကွင်းကနေလူပေါင်း122ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်သူတို့ဖြတ်နေတာကမက်သမ်ဖက်တမင်မှာဟနဟာမက်သမ်ဖက်တမင်ဆွဲလိုင်းခဲ့သူ Prince Group ဟာမူရစ်ဆေးဝါးကွန်ရက်ရှိတယ်လို့တန်တရားခံထားရသူဟနဟာအခု Prince Group မြေမီမှာရှိနေသူဟနဟာဖိလစ်ပိုင်လာအိုမြန်မာရာဇဝတ်မှုကွန်ရက်တွေနဲ့ပါဆက်ဆက်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ကိုရီးယားသတင်းတွေကတော့ဟနနဲ့စွန်ရီဟာဒီရာဇဝတ်ကွင်းတွေနဲ့တိုက်ရိုက်တမမဟုတ်သွဲဝိုက်ပြီးပတ်သက်နေမလားဆိုတာကိုစောင့်ကြည့်နေကြပါတယ်လက်ရှိအချိန်မှာတော့ဟနနဲ့စွန်ရီဟာကြားဖြန့်လုပ်ငန်းတွေမှာကိုယ်လိုက်ပါဝင်နေတယ်လို့ခိုင်မာတဲ့တရားဝင်အထောက်အထားမရှိသေးပါဘူးစွန်ရီကတော့လက်ရှိဂန်တန်းမှာပြန်ရှိနေတယ်လို့ဆိုကြပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ဖနှောင်းပင်ဆိုတာကမ္ဘာတသေးတွေအေးအေးဆေးဆေးအနားယူဖို့တွားကြတဲ့နေရာမဟုတ်ပါဘူးဥပဒေရဲ့အဝေးကိုပြေးခြင်းနဲ့ငွေရှင်ကြေးရှင်ရာဇဝတ်တသေးမှတွေပုံခေါင်းလာတဲ့ safe haven တစ်ခုဖြစ်နေတာပါအားလုံးပဲဘေးကင်းကြပါစေလို့ဆုတောင်းလိုက်ရပါတယ်